လင်းလုံနေပါတယ်ဆိုမှတိုက်ပေါ်မှာထိုင်ပြီးတော့နေအောင်ပြီးပါမသိပြီးမလားမသိဘူးဆိုပြီးစောင့်လို့မရဘူးလေငလင်ကငါပြိုတော့ပါမယ်လို့အလံပေးပြီးလာတာမဟုတ်ဘူးငလင်ကိုဘယ်သူမှပြိုမှန်းလို့မရဘူးကျွန်တော်ဆိုလို့ရှိရင်ထမင်းစားရတဲ့လက်တော့မစေးဘူးဖက်နဲ့တော့မစေးဘူးဒီတိုင်းလမ်းမပေါ်ထွက်ပြေးတာမြင်ကြီးတဲ့ဆိုတော့ပြေးရတာနီးတော့နီးတယ်ဒါပေမဲ့အပေါ်ကနေပြီးတော့ကြည့်နေတဲ့လူတွေကိုအံ့အားသင့်အသေးရနေတာတိုက်ပေါ်ကနေဆင်းလာလေငလင်ကတော့သူ Richard Gay ဘလောက်ပါပဲဖြစ်ဖြစ်ဟာလာရန်ကုန်ကဖြစ်နေတဲ့လူပဲဖြစ်ဖြစ်ပြောမရဘူးလို့ဟာလာဆရာခုတ်လိမ့်လို့မရဘူးငလင်လောက်တာကအသက်သွားတာပဲမပေါ့ဖို့ဗျာငလင်နည်းနည်းလေးလှုပ်တယ်ဆိုတာတိတာနဲ့ဘာမှမလုပ်နဲ့တန်းပြီးအိမ်မောကနေဆင်းသွားလိုက်အောက်ဆက်တွဲငလင်လို့ခေါ်တယ် follow up quick stay ရင်တော့ကလည်းခဏခဏဒါမျိုးဖြစ်ဘူးလေတစ်ခေါက်လှုပ်ပြီးရင်နောက်ဆက်တွဲငလင်နေဖြစ်တယ်အဲ့တော့တတိအများကြီးထားရမယ်တတိဆိုတာပိုတယ်မရှိဘူးအသက်ကိုညံဆောင်တယ်ငလင်တစ်ခေါက်လှုပ်ပြီးသွားပြီဆိုရင်ပြီးသွားပြီလို့မထင်ကြပါနဲ့တော့ငလင်လှုပ်တယ်ဆိုပြီးတော့ဝရဏတွေမှာထွက်မရက်ကြပါနဲ့အရင်ဆုံးပြိုတာတွေကအဲ့အရှိပိုင်းတွေအရင်ပြိုတာဟိုးနောက်ပိုင်းတွေအရင်ပြိုမယ်ကျွန်တော်တို့ငလင်လှုပ်တယ်ဆိုပြီးတော့ဖုန်းတွေထုတ်ပြီးတော့ recording လုပ်နေမဲ့အစားခင်ဗျားတို့အဲ့ငလင်လှုပ်တဲ့ဗီဒီယို view များတာအရေးမကြီးဘူးလေကရင်အောက်ထဲဝင်ထမင်းသားစပွဲရှိထမင်းသားစပွဲအောက်ထဲဝင်မဟုတ်ဘူးလားအချိန်မီရင်ချက်ချင်းအိမ်အပြင်ကိုထွက်ပြေးဒလိကားရှိတဲ့တိုက်ကဒလိကားကိုမသုံးမဲနဲ့ဒလိကားကငလျင်လှုပ်လို့ရှိရင်ဒီပြေးလိုင်းကညှိပြီးတော့ဂျမ်းဖြစ်သွားရင်ခင်ဗျာဘယ်သူမှလာကယ်လို့ရမှာမဟုတ်ချက်ချင်းလက်ငင်းရတော့အဲ့တော့ရိုးရိုးလေကားနဲ့ဆင်းပါအထက်မြင့်တိုက်မှာနေရလူတွေပို့ပြီးသတိထားပါမပုံလင်းနေဟာလာအရေးကြီးတဲ့စာရွက်စာတမ်းတွေ document တွေကိုတေချာတင်ထားပြီးတော့power bank တွေဓာတ်မီးတွေအရေးပေါ်ပစ္စည်းတွေကိုကိုယ်နဲ့အလွယ်ဆုံးနေရာမှာထားပြီးတော့ဖြစ်ရမှာပေါ့ကြိုတင်ပြင်ဆင်ရမှာပေါ့နော်မဖြစ်တဲ့နေရာတွေမဖြစ်အောင်ရှောရှောင်လို့ရတယ်အသက်ကိုညံဆောင်တယ်ဒီချိန်မှာအများလုံးအားလုံးကိုပြောချင်တာက manifestation ဆိုတာကပတ်စံကို manifest လုပ်ရတယ်လို့ကျွန်တော်တခါမှမပြောဘူးเนาะ manifestation is about abundance ကို manifest လုပ်ရတာ frequency ဆိုတာခင်ဗျာ frequently တွေးနေတဲ့အရာခဏခဏဒါပဲတွေးနေရင်ဒါဖြစ်မှာခဏခဏပူဆွေးတော့ကရောက်နေတဲ့လူကတော့ပူဆွေးတော့ကအစားတို့ကိုရမှာခဏခဏကောင်းတာတွေပဲပြောပြီးတော့ခဏခဏအပြုံးလေးနဲ့အမြဲတမ်းဘဝကိုရင်ဆိုင်နေတဲ့လူကသူကခက်ခဲမှုတွေကိုရင်ဆိုင်နိုင်တဲ့အင်အားကိုသူကပူရမှာအဲ့လိုမျိုးဆိုတော့ကောင်းတာတွေများများပြောပါကောင်းတာတွေများများလုပ်ရအောင်ပြီးတော့လူတွေအားလုံးပေါ်မှာမေတ္တာစေတနာထားပြီးတရားတွေတိတ်ဆန်တွေအားလုံးပေါ်မှာမေတ္တာစေတနာထားပြီးတော့ဘေးရန်တွေကနေပြီးလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ကယ်ဆယ်ရေးလုပ်တွေကိုကျွန်တော်တို့အားလုံးတစ်ဖက်တစ်လမ်းနေလုပ်ရပါစေလုပ်နိုင်ပါစေလို့